ပြည်သူများလုံးမင်္ဂလာပါကျွန်တော်ရိုကျွမ်းကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့2017ခုနှစ်ကထွက်ရှိထားခဲ့တဲ့ True Story ဟာတာဒရာမာဇာတ်ကားလေးဖြစ်တဲ့ The Intouchables လို့အမည်ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Paris မြို့ညတညမှာ Drake ဆိုသူကသူ့ရဲ့အလုပ်ရှင်ဖြစ်တဲ့ Felix ကိုကားပေါ်တင်ပြီးတော့မောင်းလာခဲ့တာနဲ့စတင်ပြသထားပါတယ်။သူတို့ကမီးပွိုင်းမှာရက်နေရင် Drake ကအစိတ်မရှိဖြစ်ပြီးတော့ရန်ကုန်ကအုံမွေးလုံးကားတွေလိုမျိုးမိုင်းကြော်တွေထမောင်းมาတော့တယ်။သူ့ဘာပိုင်နဲ့လမ်းမှာမောင်းနေတယ်လို့ကားတွေကိုပုတ်ကာတီကာလေးတွေရှောင်မောင်းပြီးတော့ဆိုင်းဘုတ်တွေကိုလည်းဂရုမစိုက်တော့ဘဲနဲ့မောင်းကျင်တိုင်းမောင်းတော့တယ်။ဒါကြောင့်ရဲတွေက Drake ကားနောက်ကိုလိုက်လာကြတော့တယ်။ Drake ကတော့ရဲတွေသူ့ကိုမိအောင်လိုက်နေနိုင်ရင်ယူရို100ပေးမယ်ဆိုပြီးတော့ဘေးနားက Felix နဲ့လောင်းလိုက်ပါသေးတယ်။ဒါပေမဲ့တရားတစ်ခုလည်းရောက်ရောရဲကားကနှစ်ဖက်ညှက်ဖမ်းတာမလို့ Drake တို့ကားကိုမိသွားပါတော့တယ်။ Drake ကတော့ဒါတောင်အကျော်မသေးသေးပဲနဲ့ရဲတွေကသူ့ကိုလိုက်ပို့အောင်လို့သူ့ဘက်ကီရိုက်ပြမယ်ဆိုပြီးတော့ယူရို200ကြီးတောင်လောင်းကျမြင့်လိုက်တယ်။ရဲတွေက Drake ကိုကားထဲကထွက်ခိုင်းပြီးတော့စစ်ဆေးတယ်။ Drake ကတော့ Academy Shot နဲ့ကားထဲမှာပါလာတဲ့သူ့တင်ငယ်ချင်းကကျမ်းမာရေးမကောင်းလို့ဆေးရုံကိုအမြန်သွားပို့ဖို့မောင်းတာပါလို့လှိမ့်လိုက်တယ်။ရဲတွေလည်းကားထဲကိုစစ်ဆေးကြည့်တော့ wheelchair တစ်စင်းကိုတွေ့တဲ့အပြင် Felix ကလည်းထိုင်ရဲနဲ့တက်တယ်လို့ချက်တယ်လို့လုပ်ပြနေတော့ရဲတွေလည်းယုံသွားတော့တယ်။ရဲတွေကလည်းမိုင်းကျော်မောင်းတော့ကိုခွင့်လွှတ်လိုက်ပြီးတော့ဆေးရုံသွားတဲ့လမ်းတစ်လျှောက်ကိုအရေးပေါ်ရင်တန်းနဲ့လိုက်ပို့ပေးမယ်လို့တောင်ပြောလိုက်တယ်။ရဲတွေက Drake တို့ကားကိုရှေ့ကနေလမ်းရှင်းပေးပြီးတော့ဆေးရုံကိုအမြင်ရောက်အောင်ကူညီခဲ့တယ်။ရဲတွေလည်းထွက်သွားရော Drake ကတော့တချင်းတွေပါတယ်ပွင့်ပြီးတော့ဆက်လိုက်တွေပါတယ်တောက်ခါအောင်ပွဲခံနေလိုက်ပါတယ်။သူတို့နှစ်ယောက်ဘလို့စတင်တည်ကျွမ်းခဲ့လဲဆိုတာကတော့လွန်ခဲ့တဲ့လပေါင်းများစွာကိုပြန်ကြည့်ရပါမယ်။ Felix နဲ့သူ့ရဲ့လက်ထောက် Lyra တို့က Felix အတွက်သူနာပြုတယောက်လိုချင်လို့အင်တာဗျူးနေကြတယ်။ဒါပေမဲ့အင်တာဗျူးလာဖြေကြတဲ့သူတွေကိုသူတို့ကအကြိုက်မတွေ့တာကြောင့်အဆင်မပြေဖြစ်နေကြပါတယ်။ဒါပေမဲ့ Drake ကတော့သူ့အလက်မရောက်သေးဘဲနဲ့အင်တာဗျူးဖြေဖို့ကြော်ခွဝင်လာတယ်။ Felix နဲ့ Lyra တို့လည်းနည်းနည်းအံ့ဩသွားပါတယ်။သူကတော့ထူးထူးဆန်းဆန်းသူ့ကိုအလုံးမခန့်နိုင်တဲ့အကြောင်းထောက်ခံစာရေးပေးဖို့လာပြောတာပါ။ဘာဖြစ်လို့လဲဆိုရင်သူကအလုံးမရှိတဲ့သူတွေကိုထောက်ပံ့တဲ့အခွင့်အရေးတွေကိုလိုချင်တာကြောင့်ဖြစ်ပါတယ်။သူကတိတ်ပြီးတော့ရင်ရင်ကြေးကြေးလည်းမရှိဘဲနဲ့ Lyra ကိုတောင်မှစနှောက်နေပါသေးတယ်။ Felix ကတော့ Drake ကိုကြည့်ရတာနည်းနည်းစိတ်ဝင်စားပြီးတော့နောက်နေ့ကျရင်ပြန်လာပြီးတော့ထောက်ခံစာလာပြန်ယူဖို့ပြောလိုက်တယ်။ Drake ကတော့သူနေတဲ့အိမ်လေးကိုပြန်လာပြီးတော့ကလေးတွေတယောက်ယောက်စောင့်နေတဲ့ကြားထဲမှာပဲပြစ်တယ်လို့ရေချိုးဖို့သူ့ရဲ့မောင်နှမကလေးတွေကိုမောင်းထုတ်နေရတယ်။သူ့အမကတဲ့မီနာကတော့ကလေးတွေကိုအဓိကထိန်းသိမ်းဆောက်ရှောက်နေသူဖြစ်ပါတယ်။ Drake ကသူတို့အမေကိုစောင့်နေတော့ဗတဲ့မောက်ကနေလှမ်းကြည့်လိုက်တော့သူ့ညီဖြစ်သူဒါမှဟာကားတစ်စီးထဲကထွက်လာတာကိုတွေ့လိုက်ရတယ်။ဒါမှကအခန်းထဲဝင်လာပြီးတော့သူ့ကျောင်းကပြန်လာတာပါလို့ပြောပြီးတော့သူ့ရဲ့လွယ်အိတ်ကိုယူပြီးတော့ပြန်ထွက်သွားတယ်။ Drake ကတော့ဒီကောင်တော့တခုခုကြံနေပြီဆိုပြီးတော့စဉ်းစားနေခဲ့တယ်။အဲ့ဒီရောက်တော့ Drake တို့အမေပြန်လာတယ်။ Drake ကသူ Felix တို့အိမ်ကခိုးလာတဲ့ရွှေကြက်ဥကိုသူ့အမေကိုပေးတယ်။ပြီးတော့သူလွန်ခဲ့တဲ့6လလုံးဖုန်းတစ်ချက်မဆက်ဘဲနဲ့ဘယ်တွေလျှောက်သွားနေတာလဲလို့သူ့အမေက Drake ကိုပြောပြီးတော့စူနေပါတယ်။ Drake ဟာအိမ်ကိုလာခြင်းတဲ့အချိန်လားပြန်ခြင်းတဲ့အချိန်ပြန်ပြီးတော့ဇရက်လိုလုပ်နေတာကြောင့်သူ့အမေကဒေါတွေကန်နေခဲ့တယ်။တခြားကလေးတွေလည်းရှိသေးတာကြောင့် Drake ကိုအိမ်ကိုပြန်မလာနဲ့တော့လို့ပြောပြီးတော့နှင်ထုတ်လိုက်တယ်။ Drake ကတော့အိမ်ကထွက်သွားပြီးသူ့ဘော်ဒါတွေနဲ့ဆက်လက်တွေတောက်နေခြင်းတိုင်းနေခဲ့တယ်။နောက်နေ့ကျတော့သူက Felix အိမ်ကိုပြန်သွားပြီးတော့ထောက်ခံစာသွားတောင်းတယ်။အိမ်ကအိမ်တော်တိုင်းဖြစ်တဲ့ Von ဆိုတဲ့အမျိုးသမီးကအိမ်နှံ့ကိုလိုက်ပြတယ်။ပြီးတော့ Felix ရဲ့တနေ့တာနေပုံထိုင်ပုံတွေလုတ်တက်တာတွေကိုရှင်းပြနေပါတယ်။ Drake ကတော့ခန်းနာလုံးနဲ့အိတ်ခမ်းတွေအပြင်စင်တွေကိုမြင်လို့အံ့ဩမင်တန်းနေခဲ့တယ်။ Felix ကတော့အဲ့ရထဲမှာလဲနေရတဲ့သူဖြစ်ပြီးတော့ Drake လိုချင်တဲ့ထောက်ခံစားတဲ့အပြင်အလုပ်လိုချင်ရင်လည်းအလုပ်ခန့်မယ်လို့ပြောလာတယ်။ Drake ကသူတလားလောက်အစမ်းလုပ်ကြည့်မယ်လို့ပြောပါတယ်။ Felix ကတော့ Drake အနေနဲ့နှစ်ပတ်တောင်ခံမှာမဟုတ်ဘူးလို့သူလောင်းရဲတယ်လို့ပြောလိုက်တယ်။ဒီလိုနဲ့ Drake ဟာ Felix ကိုပြုစုဖို့စတင်သင်ကြားရပါတယ်။ Felix ကိုဘယ်လိုပြုစုရမယ်၊wheelchair ပေါ်ကိုဘယ်လိုတင်ပေးရမယ်၊ဘယ်လိုရေမိုးချိုးပေးရမယ်၊ဘယ်အချိန်မှာဆေးတိုက်ရမယ်ဆိုတာတွေကိုသင်ရတယ်။ Drake ကတော့ Felix အိမ်သာတက်ပြီးရင်လည်းတန်းစင်ပေးရမှာကိုကြတော့အစိတ်ညစ်နေခဲ့တယ်။သူဘယ်လောက်ပဲမလုပ်ချင်ဘူးပဲပြောဒါဟာသူ့အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်တာမို့လို့သူလည်းလက်ခံလိုက်ရတယ်။ညနေပိုင်း Chris ကအလောက်ကခဏနားနေတော့မှ Felix ရဲ့သမီး Alyssa နဲ့သူ့ရဲ့ကောင်လေး Basti တို့နဲ့ခေါင်းမိုးပေါ်မှာတွေ့ပါတယ်။သူတို့ကလူငယ်တဘာဝလူလွတ်တဲ့နေရာကိုရှာနေတာမို့လို့အမိုးပေါ်မှာထိုင်နေတဲ့ Drake နဲ့တွေ့တော့ Drake ကမောင်းထုတ်လိုက်တယ်။ Drake ကတော့ဖြည်းဖြည်းချင်းအလုပ်ကိုကျွမ်းကျင်လာပေမဲ့အမှားအယွင်းလေးတွေတော့လုံးမိနေတော့မှာပဲ။ Felix ရဲ့လက်တွေလှုပ်မရတာကိုမေ့ပြီးတော့ဖုန်းကိုကမ်းပေးတာတော့ Felix ပေါ်ကိုရေတွေမှောက်ကြတာတို့စတဲ့အမှားတွေကိုလုံးမိတာပါ။ Felix ကိုလာသမျှစာတွေကိုလည်း Drake ကသေချာခွဲခြားပြီးတော့စီစဉ်သိမ်းဆည်းပေးရပါတယ်။ဒါပေမဲ့ Drake ကိုကြီးခွေမပေးတဲ့စာဖိုင်တွေတီးတန့်ခွဲထားတာတချို့တော့ရှိနေကြတယ်။ဖိုင်တွေထဲမှာမိန်းကလေးတွေခေါ်လို့ရတဲ့ဝန်ဆောင်မှုကြော်ညာတွေကိုတော့ Felix ကလွှင့်ပစ်လိုက်ဖို့ပြောပေမဲ့ Drake ကတော့မလွှင့်ပစ်ပဲနဲ့သူခေါ်ရင်ကောင်းမလားဆိုပြီးတော့ကြည်နေပါသေးတယ်။ Drake ကတော့အလုပ်လုပ်ဖို့တဲ့ Felix ရဲ့လက်ထောက် Lyra ကိုဆွဲဆောင်ဖို့နဲ့အိမ်ကိုအပျော်မယ်လေးတွေခေါ်ဖို့ပဲစူးစမ်းနေပါတယ်။အဲ့ဒီတော့ Drake ရဲ့အခန်းထဲကိုအိမ်တော်တိန် Von ကလာကြည့်တော့ဓာတ်တွေလက်နက်တွေကိုတွေ့တယ်။ဒါပေမဲ့ Von ကတော့ဘာမှမပြောပါဘူး။ဒီနေ့ Drake လုပ်ပေးရမှာကတော့ Felix ကိုကားနဲ့မြို့အနှံ့အပြင်းပြေလျှောက်ပြပေးဖို့ပါ။ Felix ကနောက်ခန်းမှာထိုင်မယ်လို့ပြောပေမဲ့တထေးထက်ပိုကြောက်ရတဲ့ Drake ကတော့ Felix ကိုရှေ့ခန်းမှာပဲထိုင်ခိုင်းတယ်။ပြီးတော့ Felix ရဲ့ကားတွေအများကြီးတွေကကားအလန်းစားတစ်စီးကိုမောင်းဖို့ထုတ်လိုက်တယ်။ Felix ကငါတို့ကားကိုအေးအေးဆေးဆေးပဲမောင်းတာကပိုသင့်တော်လိမ့်မယ်လို့ပြောတယ်။ဒါပေမဲ့ Drake ကသူ့စတိုင်တိုင်းကားကိုဒရက်ချမ်းမောင်းပြလိုက်တာမှာအောက်ပိုင်းတင်နေတဲ့ Felix မှာသဘောကျသွားပြီးတော့မျက်နှာကိုပိုကြိုက်သွားတယ်။အိမ်တော်ထိန် Von ကတော့ Drake ရဲ့လုပ်ပုံကိုင်ပုံတွေကိုသဘောမကျချင်ဘူးဖြစ်နေပါတယ်။သူတို့ကဂိတ်ကနေထွက်မယ်လို့တော့အင်နီနာချင်းရဲ့ကားတစ်စီးကအဝါတက်တက်မှာလာပိတ်နေကြတယ်။ကားမဲရဆိုတဲ့ဆိုင်းဘုတ်ကိုတတိမထားမိပဲနဲ့လာရက်ထားတဲ့ကားဖြစ်နေတယ်။ဒေါသကြီးတဲ့ Drake ကတော့စိတ်ရှည်ရှည်ထားပြီးတော့ချက်ချင်းကားမောင်းသူကိုဆွဲထုတ်ကထိုးမယ်ကြိတ်မယ်လုပ်ပြီးတော့ကားကိုနေရာရွှေ့ပေးဖို့လုပ်တော့တယ်။ Felix ကတော့စိတ်မြတ်လက်မြတ်ရှိတဲ့ Drake ကိုအရန်သဘောကျတယ်။ Felix ကပကြီးပြပွဲကိုသွားပြီးတော့ပကြီးကားတစ်ချက်ကိုဈေးကြီးပေးဝယ်ဖို့စဉ်းစားနေတယ်။ Drake ကတော့သူကအမှုပညာအကြောင်းကိုနားမလည်ဘူးဆိုပေမဲ့ဒီပကြီးကားကိုအဲ့လောက်ငွေတွေအများကြီးမတန်ကြောင်းနဲ့ canvas ပေါ်မှာဆေးအနီတွေရှောက်လောင်းထားတာကဘယ်နေရာမှာများကြည့်ကောင်းနေလို့လဲလို့ပြောတယ်
Felix ရဲ့ဆွေမျိုးတယောက်ကတော့ Felix အနားမှာနေနေတဲ့ Drizzt ဟာကိစ္စတိုင်းကိုလေးလေးနက်နက်မရှိဘဲနဲ့တောက်ရမ်းနေလောက်တဲ့သူမလို့စိတ်ပူကြောင်း Felix ကိုပြောတယ်။ဒါ့အပြင် Drizzt ဟာမှုကဲမှတ်တမ်းလည်းရှိနေသူဖြစ်လို့တတိထားဖို့လိုကြောင်း Felix ကိုတတိပေးပါတယ်။ Felix ကတော့ Drizzt ဟာသူနဲ့ပတ်သက်ပြီးတော့အဆင်ပြေပြီးတော့သူ့ရဲ့နေပုံထိုင်ပုံကိုလည်းခွင့်လွှတ်ပေးလို့ရတဲ့အကြောင်းပြန်ပြောတယ်။ Drizzt ကတော့ Lyra ကိုအမြဲတမ်းစူးစမ်းနေတော့မှာပဲ Drizzt ကအိမ်တော်ထိန် Vaughn နဲ့ညစာစားနေရတဲ့စကားပြောနေတယ်။ Vaughn က Drizzt ကိုကိစ္စတစ်ခုပြောပြတယ်။ Felix ဟာ Ellie ဆိုတဲ့အမျိုးသမီးတဦးနဲ့ဇလန်းရှိဘူးပြီးတော့အဲ့ဒီအမျိုးသမီးစီကလာတဲ့စာတွေကို Drizzt ကိုပေးမဖတ်တာဖြစ်ကြောင်း Vaughn ကပြောပြတယ်။ဒါပေမဲ့ Felix ဟာအဲ့ဒီ Ellie ဆိုတဲ့အမျိုးသမီးနဲ့အပြင်မှာတစ်ချိန်တစ်ခါမှမတွေ့ဘူးသေးပဲနဲ့စာနယ်ပဲချစ်ကြိုက်နေကြတာဖြစ်ကြောင်းပြောပြပါတယ်။သူတို့ကအချစ်အကြောင်းပြောရင်းနဲ့ငပြောင် Drizzt ကတော့အိမ်ရဲ့ဥယျာဉ်မှုကြီးကလည်း Vaughn ကိုချစ်နေတယ်လို့ပြောပြီးတော့ Vaughn ကိုတောင်နှောက်နေခဲ့ပါတယ်။သူအိမ်ဖို့လုပ်နေတော့မှ Felix ကိုစောင့်ကြည့်တဲ့ကင်မရာကအတန်တွေမိလာခဲ့တယ်။ Felix ဟာအသက်ရှူရတာခက်ခဲနေလို့ပဲဖြစ်ပါတယ်။ Chris ကအိတ်ချင်လုံးလို့မကြားချင်အောင်ဆောင်ပြီးတော့အိတ်ဖို့လုပ်ပေမဲ့မနေနိုင်တာကြောင့် Felix စီကိုပြေးသွားပြီးတော့ရေဘက်တွေပါတွေကပ်ပေးခဲ့တယ်။ Chris ပြုစုပေးလိုက်တာကြောင့် Felix လည်းနေရတာတက်တာလို့အိပ်ပျော်သွားခဲ့ပြီးတော့မကြခင်မှာပဲပြန်လန့်လို့လာခဲ့ပြန်တယ်။ပြီးတော့သူလေရှူခြင်းကြောင်းပြောတယ်။ဒါနဲ့ Drizzt လည်း Felix ကိုမချီပြီးတော့နွေးနွေးထွေးထွေးလေးဝတ်ပေးကမြေကဘာဘေးမှာလေကောင်းလေတန်းရဖို့ခေါ်သွားလိုက်တယ်။ Felix ကတော့ Paris မြို့ကြီးကိုတခါမှညဘက်မမြင်ဘူးတာကြောင့်သဘောကျပြီးနေလို့ကောင်းသွားခဲ့တယ်။ပြီးတော့ဆေးတွေအမြဲတမ်းတောက်နေရတာဟာတတ်တာပဲမဲ့တခါတလေကျတော့ဆေးတွေလည်းမကူစားနိုင်တဲ့လိုအပ်မှုတွေလည်းသူ့မှာရှိနေကြောင်းပြောပြတယ်။သူတို့တွိုင်းလိုက်ရင်လည်းအမျိုးသမီးတွေကိုတွေ့တော့ Felix ကသူဟာတခြားသူတွေလိုမျိုး sexual လဲခံစားနိုင်ခြင်းမရှိတော့တဲ့ယောဂဖြစ်နေကြောင်း Drizzt ကိုပြောပြတယ်။ဒါပေမဲ့သူ့ကိုနရွက်တွေနှိမ့်နေပေးတဲ့အချိန်ရောက်ရင်တော့နရွက်တွေကိုထိတဲ့အချိန်မှာစိန်ခံလို့ရတယ်လို့တနာစပွဲပြောပြပါတယ်။ Felix စကားပြောရင်းနဲ့ဝေဒနာခံစားလာရတော့ Drizzt ကသူတောက်နေတဲ့ဆေးပါတဲ့ဆက်လက်ကို Felix ကိုတောက်ခံလိုက်တယ်။ Felix လည်းတောက်ကြည့်ပြီးတော့အရန်သဘောကျသွားပါတယ်။သူတို့အတူတူစားတောက်ဆိုင်တွေပါတွေတွားပြီးတော့အတူတူစကားပြောနေကြတယ်။ Felix ကသူ့ရဲ့ဘဝအကြောင်းကို Drizzt ကိုပြောပြဖို့လုပ်တယ်။သူတို့ကြောင်းတက်တုန်းကတွေ့ခဲ့တဲ့အမျိုးသမီးနဲ့တွေ့ပြီးတော့သူတို့လက်ထပ်ခဲ့ကြတယ်။ဒါပေမဲ့သားသမီးယူဖို့စ조사တိုင်း9ချိန်တိတိပြတ်ကျခဲ့ပြီးတော့ကလေးယူဖို့မဖြစ်နိုင်တဲ့ယောဂကိုသူဇနီးတွေကခံစားခဲ့ရတယ်။ဒါကြောင့်သူတို့ကအခုအိမ်မှာရှိနေတဲ့ Elisa ကိုမွေးစားထားခဲ့တာဖြစ်ပါတယ်။ Felix ဟာရှင်ပြိုင်မှုတွေအားကစားတွေကားပြိုင်ရတာတွေတက်ဆွမ်းစံပြလုပ်ရတဲ့အားကစားနည်းတွေကိုအရန်ယူသွတ်သဘောကျခဲ့သူတယောက်ပါ။ဒီနေ့တော့လေဒီခုံနီးကစားရင်းနဲ့လေဒီမတော်တဆမှုဖြစ်ပြီးတော့လေဒီပြတ်ကြကသူ့ရဲ့ဂျိုးရိုးစ조사ခဲ့တာဖြစ်ပြီးတော့အခုလိုမျိုးခံစားနေခဲ့ရတာဖြစ်ပါတယ်။ Felix ဟာသူဇနီးတဲ့မရှိတော့တဲ့ဝေဒနာကဒုက္ခိတဖြစ်ရတဲ့ဝေဒနာထက်ပိုဆိုးတယ်လို့ပြောပြတယ်။သူတို့စားကြတောက်ကြဟာသားတွေပြောကြရင်လည်း Drizzt သူ့စီမှာအလုပ်ဝင်တာတလားကျော်သွားပြီဖြစ်လို့တရားဝင်ဝန်ထမ်းဖြစ်သွားပြီလို့ပြောတယ်။ဒါပေမဲ့သူ့စီက Drizzt ခိုးသွားတဲ့ကြက်ဥကိုတော့ပြန်လာပေးဖို့ပြောပါတယ်။အဲ့ဒီကြက်ဥဟာသူမိမကသူ့ကိုတစ်နေ့တစ်လုံးအမတ်တရအနေနဲ့ပေးခဲ့တဲ့ကြက်ဥဖြစ်ပြီးတော့သူ့မှာအားလုံးပေါင်း25လုံးရှိကြောင်းပြောတယ်။ Drizzt ကနောက်နဲ့သူ့အမမီနာစီကိုသွားပြီးတော့ကြက်ဥပမာလဲလို့မေးတယ်။မီနာကသူတို့အိမ်ကိုရဲတွေလာဆောင်စမ်းသွားတယ်ဆိုတဲ့အကြောင်းပြောတယ်။သူကသူ့ညီတာမစီကိုသွားတော့ရဲတွေကသူ့ကိုဆေးကြောက်တွေနဲ့ဖမ်းမိလိုက်တယ်လို့ပြောတယ်။ Drizzt ကတော့မကောင်းတာတွေလုပ်နေတဲ့ညီဖြစ်သူကိုစူနေတော့မှာပဲဒါမှကထွက်ပြေးသွားတော့တယ်။ Felix ကသူ့ရေးစား Ellie စီကိုစာတွေရေးခြင်း Lyra ကိုရေးခိုင်းလေရှိပါတယ်။ဒါကို Drizzt ကဘေးကနေထိုင်နားထောင်ပြီးတော့စကားလုံးတွေကတိတ်အောက်လိုက်တာလို့ပြောပါတယ်။ပြီးတော့ဘာဖြစ်လို့ဖုန်းနဲ့မပြောကြတာလဲ။အမောက်နဲ့ချင်းချင်းဘာလို့မပို့ကြတာလဲလို့ပြောတယ်။ Drizzt ကပြောရင်းဆိုရင်လည်း Ellie ရဲ့ဖုန်းကိုခေါ်ပြီးတော့ Felix ကိုအတင်းပြောခိုင်းတာကြောင့် Felix လည်းရှက်ရှက်နဲ့ပြောနေရတယ်။ဒါပေမဲ့အဲ့နောက်ကစလို့ Felix ဟာ Ellie နဲ့တစ်ချိန်လုံးဖုန်းပဲပြောရတာကိုသဘောကျလာတယ်။ Felix က Ellie စီကို Felix ရဲ့ဓာတ်ပုံတစ်ပုံပို့မယ်လို့ပြောတယ်။ပြီးတော့မဆွဲတက်နဲ့ပကြီးကားတစ်ချက်ကိုဆွဲနေပါတယ်။အဲ့ဒီအချိန်မှာ Felix ရဲ့မွေးစားသမီးလေး Elisa ကဆက်လိုက်လာတောင်းတပြီးတော့ Drizzt ဆွဲနေတဲ့ပကြီးကားကိုလာပြီးတော့လှောင်ပြောင်သွားတယ်။ Felix ကတော့ Drizzt ရွေးပေးထားတဲ့ WeChat နဲ့ပုံကိုသူ့ခြေထောက်တွေကောင်းတော့ရိုက်ထားတဲ့ပုံနဲ့လဲပေးဖို့ဖုန်းကိုပြောလိုက်တယ်။ဒီအချိန်မှာပဲ Drizzt ကဝင်လာပြီးတော့ Felix ရဲ့သမီးကိုနည်းနည်းပါးပါးလဲဆုံးမအောင်လို့လာတိုင်ပြောပါတယ်။ Drizzt ပုံဆွဲနေတာကို Felix ကသိသွားတော့အံ့ဩနေခဲ့တယ်။တဖြည်းဖြည်းနဲ့ Drizzt ဟာ Felix နဲ့အရန်ကိုယဉ်နေလာတယ်။ Felix ကလည်း Drizzt နဲ့ဆိုရင်ပျော်မြူးနေပါတယ်။ Drizzt ကလည်း Felix ရဲ့အနှုံတာကိုခံပြီးတော့ပျော်အောင်ထားပါတယ်။ဒီနေ့တော့ Drizzt ကသူဆွဲချင်ရဆွဲထားတဲ့ပကြီးကားကြီးပြီးပြီဆိုပြီးတော့ Lyra ကိုခေါ်ပြရင်နဲ့နမ်းဖို့လုပ်လို့ပါချခံလိုက်ရတယ်။ Felix ကတော့ Drizzt ဆွဲထားတဲ့ပကြီးကားကိုရောင်းပေးမယ်လို့ပြောလိုက်တယ်။သူတို့နှစ်ယောက်ကတော့ကားကိုအသက်ကုန်မောင်းတာတွေစေးချတာတွေကောင်မလေးတွေနဲ့ပျော်ပါတာတွေပါအကူတူလုပ်ပြီးတော့တောင်းကျမ်းကြတယ်။ Felix ရဲ့မွေးနေ့ကိုရောက်တော့ Drizzt ကအပြင်လိုက်ပို့ပါတယ်။ Felix ကတော့အရင်မွေးနေ့တွေတုန်းကသူတို့ကပါတီပွဲတွေလုပ်ပေးပေမဲ့ Felix ကတော့တကယ်မပျော်ဘဲနဲ့ပျော်ချင်အောင်ဟန်ဆောင်နေခဲ့ရတယ်လို့ပြောတယ်။ဒီနေ့တော့ Felix ရဲ့သမီး Elisa ရီးစားနဲ့ပြက်လို့ငိုနေတာကို Drizzt ကတွေ့လိုက်ရတယ်။ဒါနဲ့ Drizzt ကသူ့ကောင်လေးကိုပြန်လာချော့အောင်လုပ်ပေးမှဆိုရင်သူ့ကိုမဟုတ်ပေးမလားဆိုပြီးတော့ကွင်ရိုက်နေပါသေးတယ်။ Felix ကတော့ Drizzt ဆွဲထားတဲ့ပကြီးကားကိုသူ့အမျိုးတယောက်ကိုခေါ်ပြီးတော့တစုံတယောက်ကဝယ်သွားတယ်လို့ထင်အောင်လုပ်ပေးဖို့ပြောလိုက်တယ်။ဘုန်းက Drizzt ကြိုက်နေတဲ့ကောင်မလေး Lyra ဟာ Fred လို့ခေါ်တဲ့လူတစ်ယောက်နဲ့ဇလန်းစားဖို့စ조사နေပြီလို့ပြောတယ်။ Drizzt ကတော့သူလက်ဦးမှုယူမယ်လို့ဆုံးဖြတ်လိုက်တယ်။ Drizzt က Felix ကိုကားပွဲတစ်ခုကိုခေါ်သွားပါတယ်။ပြီးတော့ပြင်းစရာကောင်းတဲ့ classical တွေစားသူအကြိုက်ဆုံး hip hop သချင်းတွေဖွင့်ပြီးတော့လူတွေကြားထဲမှာကိုေးနေအောင်ကားပြတယ်။ Felix ကတော့ Drizzt ကိုကြည့်ပြီးတော့သဘောတွေကျလာပါတယ်။ Drizzt ကတနေ့တော့ Felix ကောင်မလေး Ellie ပို့ပေးလိုက်တဲ့ဓာတ်ပုံလေးကို Felix ကိုပြပါတယ်။ပြီးတော့နောက်အပတ်ကျရင် Ellie နဲ့လူချင်းတွေ့ပေးမယ်လို့ပြောတယ်။ Ellie နဲ့တွေ့မဲ့နေ့ကိုရောက်တော့ Felix ကိုအလန်းစားပြင်ပေးကြပြီးတော့ Drizzt ကတော့ Elisa ရဲ့ကောင်လေးနဲ့သွားတွေ့တယ်။ပြီးတော့အခုချစ်ချင်းကောင်မလေးကိုမုန့်နဲ့သွားချိုးဖို့ပြောပြီးတော့မင်းရဲ့သပင်ကေကိုလည်းအလန်းစားပြင်ဆင်သွားအောင်လို့တတိပေးလိုက်ပါတယ်။ပြီးတော့ Drizzt ဟာသူ့ကိုနှင်ချထားတဲ့သူ့အမေကိုအဝေးကနေပဲခိုးကြည့်ရင်းနဲ့တတိတွေရနေကြတယ်။
Felix နဲ့ Von ကတော့ Felix ကိုလာတွေ့မဲ့ Ellie ကိုချိန်ထားတဲ့နေရာမှာစောင့်နေကြပါတယ်တကယ်တော့ Ellie ကတကယ်လာခဲ့ပေမဲ့အကြောင်းကြောင့်လမ်းမှာအရန်နောက်ကျနေခဲ့ပါတယ်ဒါကြောင့် Felix ကတနားရီလောက်ကြာအောင်စောင့်ပြီးတော့ဆက်မဆောင်တော့ဘဲနဲ့ပြန်သွားတော့မှ Ellie ကရောက်လာပြီးတော့သူတို့နှစ်ယောက်တေလွဲလေးလွဲသွားခဲ့ပါတယ်ရရောက်တော့ Felix က Drix ကိုသူ့ရဲ့ကိုယ်ပိုင်လေယာဉ်ပေါ်ကိုခေါ်ပြီးတော့ Drix ဆွဲထားတဲ့ပကြီးကရောင်းထွက်သွားတာကြောင့်ရတဲ့ပတ်စံဆိုပြီးတော့ Drix ကိုမဟုတ်ပေးခဲ့တယ်Drix ကတော့အရန်ကိုပျော်နေခဲ့ပါတယ်တကယ်တော့ပကြီးကားကို Felix ကပဲဝယ်ပြီးတော့ Drix ကိုမဟုတ်ပေးခဲ့တာပါလေဒီခုံရတာအရင်ကြိုက်တဲ့ Felix ကို Drix ကလေဒီခုံတဲ့စီကိုပါခေါ်ပြီးတော့နှစ်ယောက်အတူလေဒီခုံပေးခဲ့တယ် Felix ကအိမ်မပြောတာကြောင့် Drix ကိုသူ့ရဲ့မိသားစုအကြောင်းတွေမေးခဲ့တယ် Drix ကလည်းသူ့မိသားစုအကြောင်းကိုမပြောပြခြင်းပေမဲ့ Felix ကိုပြောပြခဲ့ပါတယ်တကယ်တော့ Drix ဟာမွေးစားခံရတာဖြစ်ပါတယ်သူ့မှာမိဘတွေမရှိတော့ဘဲနဲ့အခုအုပ်ထိန်းထားတာဟာလည်းသူ့အတော်နဲ့ဦးလေးဖြစ်ပါတယ်သူတို့ကကလေးမရနေတာကြောင့် Drix ကိုစီနီကားကနေခေါ်ယူမွေးစားထားကြတာပါဒါကြောင့် Drix ဟာလည်းတနာစရာကောင်းတဲ့တကောင်ကျွတ်တူဖြစ်ပါတယ်Felix ကတော့သူ့ညီတာမာကိုလည်းနည်းနည်းဆုံးမလိုက်အောင်လို့ပြောခဲ့တယ် Felix က Drix အနေနဲ့ကွန်ပျူတာစုနဲ့ကိုပြန်နေတဲ့မီလို့ပြောခဲ့ပါတယ်တပေါ်လုံးသူ့လိုဒုက္ခိတလူအိုကြီးကိုပြုစုနေလို့မဖြစ်ဘူးလို့ပြောပြီးတော့ Drix ကိုအလုပ်ကနေပြီးတော့ထုတ်ပယ်ပေးလိုက်ပါတယ် Drix လည်း Felix ပြောတာတွေကတပေါ်ကျနေတာမလို့သူ့အထုပ်ဘိုးတွေပြင်ပြီးတော့မိသားစုစီကိုပြန်ဖို့လုပ်တယ်ရန်ကုန်မှာ Lyra ကိုနှုတ်ဆက်တော့မှပဲ Lyra ဟာယောက်ျားလေးတွေကိုစိတ်မဝင်စားဘဲနဲ့မိန်းကလေးချင်းကြိုက်တဲ့သူဖြစ်နေတာကိုသိရပါတယ်ဒီတော့မှ Von ကသူ့ကိုဆေးထုတ်ပြီးတော့ Lyra ကဘဲရတော့မယ်လို့ပြောထားတာမှန်သိသွားခဲ့တယ်Drix က Von ပေးတဲ့ final မှာ Felix ရဲ့ရီစာ Ellie ကိုပို့ဖို့သူရွေးပေးထားတဲ့ wheelchair နဲ့ Felix ရဲ့ပုံကိုတွေ့သွားတယ်ဒါကြောင့်သူကဓာတ်ပုံလေးကိုခဏတင်ထားလိုက်ပါတယ်ပြီးတော့ Drix ဟာသူ့ညီနဲ့သူ့အမေစီကိုပြန်သွားခဲ့တော့တယ်Felix ကတော့ Drix နေရာမှာအစားဝင်လာတဲ့သူနာပြုတ်နဲ့အစတင်နေထိုင်နေရတော့တယ်ဒါပေမဲ့အဲ့ဒီသူနာပြုတ်ကို Felix ကလုံးဝသဘောမကျတာကြောင့်အစားတောင်မစားဘဲနေပါတယ်Drix ကတော့သူ့ရဲ့အရင်ဘွားကိုပြန်ရောက်တော့အရင်လိုပဲနေထိုင်ပါတယ်ပြီးတော့အလုပ်အင်တာဗျူးတွေထပ်ဝင်ပြီးတော့အလုပ်ရဖို့ကြိုးစားတယ်သူကအမှုပညာနဲ့ပတ်သက်ပြီးတော့တိတ်မသိပေမဲ့လည်း Felix စီမှာအလုပ်လုပ်နေချိန်အတော်အတွင်းတီးမီခေါင်းမိတာလေးတွေနဲ့အင်တာဗျူးမှာအောင်ပြီးတော့အလုပ်ရသွားခဲ့ပါတယ်Felix ကတော့ Drix မရှိတော့တဲ့နောက်ပိုင်းစိတ်မပျော်တော့ဘဲနဲ့တဖြည်းဖြည်းနဲ့အိုမင်းရင်ရော်လာကကျမ်းမာရေးလည်းတဖြည်းဖြည်းနဲ့အထီးကိုက်လာခဲ့တယ်။အဲညတော့သူဟာနေလို့ထိုင်လို့မရလာအောင်နာကျင်လာတာကြောင့် Von က Drix ကိုပဲအကူအညီတောင်းပြီးတော့လမ်းခေါ်ရပါတယ်။ Drix လည်းချက်ချင်းပြေးလာပြီးတော့ Felix ကိုကားပေါ်တင်ခေါ်သွားတယ်။အဲ့ဒီခန်းကကျွန်တော်တို့ဆက်စချင်းမှာကြည့်ခဲ့ရတဲ့ဇလန်းဆက်စချင်းကအခန်းပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကိုရဲတွေဖမ်းမိသွားပြီးတော့ Drix ကညံများပြီးတော့ထွက်လာခဲ့ကြတာပါ။ Drix နဲ့တွေ့တာနဲ့ Felix ဟာလန်းဆန်းလာပြီးတော့ပြန်လည်နှုတ်ပြလာခဲ့တယ်။ဒီနေ့တော့ Felix ကို Drix ကစားတော့ဆိုင်ကိုခေါ်သွားပြီးတော့ Felix ကိုအဖော်လုပ်ပေးဖို့တခြားတစ်ယောက်လာလိမ့်မယ်လို့ပြောကတယောက်တည်းထားခဲ့ပြီးတော့အပြင်ထွက်သွားတော့တယ်။ပြီးတော့သူခိုးထားခဲ့မှုတဲ့ရွှေကြက်ဦးလေးကို Felix ကိုပြန်ပေးခဲ့ပြီးတော့ကံကောင်းပါစေလို့ဆုတောင်းပေးသွားပါတယ်။ Felix ကတော့တယောက်တည်းရောင်နာနာနဲ့ကြံခဲ့ပြီးတော့ခဏနေတော့သူ့စီကိုသူ့ကောင်မလေး Ellie ရောက်လာတာကိုတွေ့လို့အယမ်းဝမ်းသာသွားတယ်။ Ellie က Felix စိုးရိမ်နေတယ်လို့မဟုတ်ဘဲနဲ့သူ့ရဲ့ကျမ်းမာရေးအခြေအနေကိုလက်ခံပေးတာမို့လို့ Felix ဟာအယမ်းပျော်သွားခဲ့တယ်။ဒီမှာနေမဲ့ဇလန်လေးဟာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ဒီဇလန်လေးဟာတကယ်ဖြစ်ရမှန်စကားလေးလည်းဖြစ်ပါတယ်။အပြင်လောကက Felix ကတော့ Morocco မှာနေထိုင်လျက်ရှိပြီးတော့နောက်တစ်ချိန်အိမ်အောင်ပြုခဲ့တယ်လို့သိရပါတယ်။အပြင်လောကက Drix ရဲ့နာမည်ရင်းကတော့ Abdul Yasmin လို့ခေါ်ပြီးတော့သူဟာစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေကကလေး3ယောက်ဖခင်ဖြစ်နေပြီလို့သိရပါတယ်။ Felix နဲ့ Drix တို့ဟာလက်ရှိအချိန်ထိခင်ခင်မင်မင်ရင်းနှီးနှီးနဲ့နေထိုင်နေကြဆဲပဲလို့လည်းသိရပါတယ်။ဒီစကားလေးကတီးလဲရတဲ့သင်ခန်းစာကတော့လောကမှာကိုယ့်ကိုအကောင်းဆုံးစောင့်ရှောက်ပေးနိုင်တဲ့လူတစ်ယောက်ရရင်တန်ဖိုးထားတင်ကြောင်းနဲ့ဘာအကျိုးမှမမျှော်ကိုးပဲနဲ့တယောက်ကိုကူညီမယ်ဆိုရင်လည်းတံပြန်ကောင်းကျိုးတွေရရှိမှအသေးချာပဲဖြစ်ကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။အစောတိလာစစ်ပြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ပရိသတ်ကြီး